မာကြီးတွေယူကြအောင်မလားနည်းနည်းယူမလားများများယူမလားတဲ့လောဘကြီးတဲ့ပုဂ္ဂိုလ်တွေကိုလက်ဆောင်ကဘာလဲလို့ဆိုတော့တောအကြောင်းထဲမှာတရားအထုတ်နေတဲ့ယဟန်ယောဂီတစ်ပါးအဲ့ဒီယဟန်ယောဂီကတောအကြောင်းထဲမှာတရားအထုတ်နေတော်လေးနှစ်ပေါင်းများလာပြီတဲ့များလာတော့ကျောင်းရှိမှတစ်ပင်ကြီးမှာစောင့်နေတဲ့ရုပ်ကစိုးနာမင်းကြီးအဲ့ဒီရုပ်ကစိုးနာမင်းကြီးကအိမ်မက်ထဲမှာဆင်းပြီးတော့ပြောတယ်အရှင်ဘုရားအရှင်ဘုရားတရားအထုတ်နေတာလဲကြာလာပြီကျောင်းလေးကလည်းစုပ်လိုက်တာအဲ့ဒါကြောင့်ကျောင်းကောင်းကောင်းနဲ့နေရအောင်ကျောင်းများများနဲ့နေအောင်အရှင်ဘုရားတန်ဖို့တွေများများရွတ်ပါတဲ့အာရောရမလဲပိယတာအဲ့လိုတန်ဖို့တွေရွတ်ပါဆိုတော့အဲ့တော့ဟိုကလည်းပဲအိမ်မက်ထဲမှာပြန်ပြန်ငါလည်းပဲတန်ဖို့တွေအများကြီးရွတ်ထားပါပဲလို့ဆိုတော့အရှင်ဘုရားရွတ်တဲ့တန်ဖို့တွေကတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိသေးတယ်တဲ့ကဲတောပိယတာတို့ဘုန်းကြီးတို့အခုရနေတဲ့တန်ဖို့တွေကဘယ်နှမျိုးလဲတစ်မျိုးပဲဒါဘာတန်ဖို့တွေလဲဟုတ်တယ်ဘုန်းကြီးတို့ရတာတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိတယ်အဲတောင်ကျွန်းတန်ဖို့တွေကိုပဲတချို့ပုဂ္ဂိုလ်များပြီးမြင်မရသေးဘူးတချို့တန်ဖို့တွေမှာကိုပဲဂါထာနှစ်ကြောင်းတော့လွတ်နေတာရှိသေးတယ်တန်ဖို့တွေအမျိုးမျိုးအကြောင်းအဲ့တော့အရှင်ဘုရားရွတ်တာကတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိသေးတယ်တဲ့အရှိကျွန်းတန်ဖို့တွေမြောက်ကျွန်းတန်ဖို့တွေအနောက်ကျွန်းတန်ဖို့တွေအောင်တန်ဖို့တွေဆိုတဲ့တန်ဖို့တွေ၄မျိုးအဲ့ဒီတန်ဖို့တွေ၄မျိုးကိုတပြည့်တော့နတ်တွေကဖွဲ့ထားတာတဲ့ဒိဋ္ဌဘသူကဖွဲ့ထားတော့နတ်တွေကဖွဲ့ထားတယ်ဆိုတဲ့ဒီတန်ဖို့တွေဟာတန်ဖို့သေးလို့လားကြီးလို့လားဩနတ်ဖွဲ့တဲ့တန်ဖို့တွေဒုပိဋကကြားရတော့မယ်ဆိုတော့ဟိုမမျော်လင့်မဲ့ကဏန်းလေး၃လုံးကိုရထားတဲ့ပုဂ္ဂိုလ်များလို့ပေါ့ဒုပိဋကကမမျော်လင့်မဲ့ကဏန်းလေး၃လုံးမရခြင်းဘူးလားဩရခြင်းပေချာမှတ်တာရတော့မယ်လို့စိတ်ထဲမှာအောင်မေ့အခုလည်းပဲအဲ့လိုပဲနတ်တွေဖွဲ့ထားတဲ့ဂါထာလေးမျိုးကိုရတော့မယ်လို့ဆိုတော့ပိဋကတို့ကဝမ်းသာစရာမကောင်းဘူးလားကောင်းတာပေါ့ဘုန်းကြီးအဲ့ဒီပခုတ်ကူမျိုးမှာတဘိုးရဲလာဇန်3ရက်နေ့ကစပြီးတော့တရားဟောတော့အဲ့ဒီတန်ဖို့တွေအကြောင်းထည့်ပြီးတော့ဟောတာကိုဟောတော့မြို့ဘဝလူတွေဆိုတော့မျက်စိကြီးနာကြီးပုဂ္ဂိုလ်တွေဆိုတော့အမလေးတရားပွဲလဲပြီးလဲပြီးတော့လာလိုက်ကြတာတခါတွေရောဒကမတွေရောစာအုပ်ကလေးတွေနဲ့ပေါ်ပြီးနေအရှင်မြတ်တန်ဖို့တွေရိပ်ပေးသမှာရှင်မြတ်တန်ဖို့တွေရိပ်ပေးသမှာတဲလဲတဲ့လူတွေပါလားဟိဒီတန်ဖို့တွေဒီပုဂ္ဂိုလ်တွေငါအကုန်ရိပ်ပြန်တော့ခဏညအိတ်တော်အိတ်ရမှာမဟုတ်တော့ဘူးအဲ့ဒါနဲ့တခါတယောက်ကလာတယ်အရှင်ဘုရားတဲ့လက်ဖင်ကတရားပွဲမှာတပည့်တော်မှီအောင်တန်ဖို့တွေအကုန်လုံးရိုက်မယ်အဲ့ဒီတန်ဖို့တွေကိုတပည့်တော်ပေးပါဟာဝမ်းသာလိုက်တာတခါရေးဆိုတန်ဖို့တွေကိုသူကအရွယ်ပေါင်း1000ငွေ1000ပေးပြီးတော့အများဆုံးရခိုင်းပြီးတော့မှနောက်တနေ့ဝေးပြီးတော့မှဘုန်းကြီးလည်းပဲအဲ့ဒီမှာ450လောက်တောင်းလာပြီးတော့နယ်လက်ဟောလိုက်တာဟိုအတောင်းတရားတောင်းနဲ့ကုန်ပါလေအဲ့တော့အဲ့ဒီတန်ဖို့တွေကိုနာမင်းကြီးကလာပြီးတော့အိမ်မက်ထဲမှာ9ရက်10ရက်လောက်လာပြီးတော့သင်ပေးရတယ်ဟိုကလည်းပဲအဲ့ဒါကြာနာသင်မှမျိုးတော့ရသွားတာကိုရသွားတော့အဲ့ဒီရဟန်းတော်ကတန်ဖို့တွေရွတ်လိုက်ဖောင်းနဲ့ပိန်နဲ့မှတ်လိုက်တန်ဖို့တွေရွတ်လိုက်ကြွတယ်လမ်းနဲ့ချတယ်မှတ်လိုက်တရားမှတ်လိုက်တန်ဖို့တွေရွတ်လိုက်ရွတ်ပါများတော့ဘာတရားမှဟောတရားမလိုပဲနဲ့သူ့မှာကျောင်းတိုက်ထဲမှာတောအကျောင်းထဲမှာဆောက်ဖို့နေရတော့မရှိတော့ဘူးတဲ့ကျောင်းတွေအပြည့်တိုက်တွေတဖွေးတဲ့စွမ်းလူမဲ့လူတွေကလည်းပဲပေါ့သင်္ကန်းလူမဲ့လူတွေကလည်းပဲဟိုတာမညဆရာတို့လိုဖြစ်သွားတာပေါ့တို့ပိဋကဘာတွေရွတ်လို့ပါလဲပိဋကကိုရွတ်ကြအောင်မလားဟုတ်ပြီသူချမ်းသာကြတာကိုအဲ့ဒါလိုဆိုတိုက်တစ်လုံးရှိတဲ့ပုဂ္ဂိုလ်တိုင်5လုံးဖြစ်မယ်ရွှေတပိဋကရှိတဲ့ပုဂ္ဂိုလ်ရွှေတွေ10ပိဋကလောက်ဖြစ်မယ်ကာရီရှိတဲ့ပုဂ္ဂိုလ်10သီးလောက်ဖြစ်မယ်တို့ပိဋကနည်းနည်းချမ်းသာကြလားများများချမ်းသာကြလားတော်သားပဲအဲ့ဒါကြောင့်အဲ့ဒီတန်ဖို့တွေ5မျိုးဒါလေးကိုတို့ပိဋကပြီးပြင်းဆိုမယ်တကယ်လိုချင်တဲ့ပုဂ္ဂိုလ်လည်းပဲဘုန်းကြီးမှလာပြီးတော့ကိုယ်ဟာနဲ့ကိုယ်လေးလေးနဲ့ကိုရေးစာရွက်တော့ပေးကြမရှိပါဘူးအနေနဲ့ရမှာကလောမှာတော့စာရွက်ပေါင်း1000ကျော်ရိုက်ကုန်တာပဲဟိုကတောင်းတရားတောင်းဘယ်မှာရိုက်ကုန်တယ်အဲ့ဒီတန်ဖို့တွေကလူကြိုက်များတယ်များမှာပေါ့သူတို့ကနိဗ္ဗာန်ရောက်ကြောင်းကမပါဘူးဘဝချမ်းသာရေးပဲကိုလောကလူသားတွေကလည်းပဲနိဗ္ဗာန်ရောက်ကြောင်းနဲ့ဘဝချမ်းသာရေးဘာကိုအာတန်ညပါလဲပိဋကမာနပြောသစ္စာတို့ပိဋကကိုဘာကိုအာတန်ညတော့ဟုတ်သားပဲချမ်းသာအောင်မယ်ကဲတို့ပိဋကအရှိကျွန်းတန်ဖို့တွေကိုဆိုကြည့်ကြရအောင်တဲ့မြတ်စွာဘုရားကိုတန်ဖို့တွေနဲ့ပူဇော်ကြမယ်မျက်စိကလေးမှိတ်လက်ဥကလေးချီတဲ့တန်ဖို့တွေ5မျိုးသေးသေးချာချာပူဇော်ကြရအောင်တဲ့အရှိကျွန်းတန်ဖို့တွေ
အခုအချိန်မှာအလွတ်သေးချာဆိုမဲ့နောက်လူချင်းတဲ့ပုဂ္ဂိုလ်ကတန်ဖို့တွေကိုကိုယ်ဟာနဲ့ကိုကူးပြီးတော့ယူတအိမ်လုံးတစ်ဆွေလုံးတစ်မျိုးလုံးချမ်းသာအောင်တဲ့အရှိကျွန်းတန်ဖို့တွေသေးသေးချာချာဆိုကြည့်မယ်တန်ဖို့တွေအထာဝီသင်္စာသဗ္ဗတေဇံသဗ္ဗကုဏံသဗ္ဗဒုက္ခံလဘတုမေသာရဝီသာရာသရိသသာယံပင်စဗုဒ္ဓမဟာတေဇံသဗ္ဗညုတညာနာဝရံသဗ္ဗတတရုသဗ္ဗဗယံဝိနာတံတုအတေတတောမြောက်ကျွန်းတန်ဖို့တွေကိုဆက်ပြီးတော့ပူဇော်ကြရအောင်သံဗုဒ္ဓေအထာဝီသင်္စာပင်စတတ္တသဟတာနိဒွါထသင်္စာသဟတကေကိင်္ဂာယံဝါလူကာသုံးနေပရာဇိတဝါမဟာဖုံလေနမာမိသီရတမဟံတေတံဓမ္မေသသံဃင်္စအာဒရေနနမမဟံနမေကာရာနုဘာဝေနဟိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတံတုအတေတတောအနောက်ကျွန်းတန်ဗုဒ္ဓေဆက်ပြီးတော့ပူဇော်ကြရအောင်တန်ဗုဒ္ဓေအထာဝီသင်္စာဒွါဝီသင်္စာဣမေဗုဒ္ဓဧကတိန်သသဗ္ဗေဗုဒ္ဓတုတိန်သသမဟာဗုဒ္ဓပင်စဝိတာဗုဒ္ဓနိတိတိတိန်သဗုဒ္ဓဘာဝနာဧတေနဗုဒ္ဓဂုဏေနတေတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနဟိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတံတုအတေတတောနောက်ပိဆိုအောင်တန်ဗုဒ္ဓေတဲ့ဘာလို့အောင်မြင်တဲ့စီးပွားရေးကြီးပွားရေးပညာရေးနိုင်ငံရေးဘာပဲလို့အောင်မြင်တဲ့အောင်တန်ဗုဒ္ဓေတန်ဗုဒ္ဓေအထာဝီတတိမမကိစ္စတိပုရတောပင်စဗုဒ္ဓမဟာတေဇောမမတိတေနိသေတတိဒိဗ္ဗတိတံမာရခန္တု
မေဇယမင်္ဂလံဧကံသဗ္ဗေပိမေနမတ္တာမိကုနေအပတ္တိပုဂ္ဂလေအရိယာနိစ္စသဗ္ဗတံသာဝကနိစ္စသဗ္ဗတောအဲ့ဒါနတ်တွေဖွဲ့ထားတဲ့တန်ဖိုးတွေ၄မျိုးပါတို့ယောဂီပုဂ္ဂိုလ်များရနေကြဖြစ်တဲ့တန်ဖိုးတွေရှေ့ကတိုင်ပေးနေအချိန်တွေကြာလို့ကိုဟာကိုပဲအလွတ်ဆိုကြရအောင်မှန်လားပိဿာကဲရိုးရိုးတန်ဖိုးတွေဆိုကြအောင်ဆိုလိုက်တန်ဖိုးတွေအထာဝိသစ္စာဒွါဒသစ္စာသဟတကေပိသသတ္တသာတာနိနမာမိဣရာသမဟံအပကဝါလူကာကေကအနန္တာနေဗုဒ္ဓသီလာတေသံဓမ္မေသသံဃေသအာတရေနနာမမဟံနာမေကာရာနုဘာဝေနာဟိတဝါသာဘေဥပါဒဝေနေကအန္တရာယာပိဝိနာသံတုအာဒေတတောအာဒေတတောလို့ဆိုရတယ်တချို့အာဒေတတောလို့ဖြစ်နေအာဒေတတောအကျွင်းမဲ့ဝါအကုန်လုံးဒါကိုဆိုလိုတယ်အဲ့ဒီတန်ဖိုးတွေရဲ့အနက်အဓိပ္ပာယ်ကိုတချို့ကနားလဲတယ်တချို့ကနားမလဲဘူးအဲ့ဒီအနက်အဓိပ္ပာယ်ပါဆိုရရင်မကောင်းဘူးလားခဏတော့တန်ဖိုးတွေနဲ့နေဝင်တော့မယ်ဘယ်နဲ့လောက်ပါကဲအနက်အဓိပ္ပာယ်အလုံးသိအောင်တို့ပိဋကတို့လည်းအခုလေးကြည့်ကြအောင်စို့မျက်စိကလေးမှိတ်ထားပါဆိုကြည့်ကြရအောင်အထာဝိတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိတ်အောင်ဘိတ်သိမ့်နှင့်နှစ်ကြိမ်ရှိစုကုန်သောသံဗုဒ္ဓေသတံဆောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းဝါဒသင်္စာသဟတကေနိဗ္ဗာန်ကိန်းအောင်သမွေလျောင်းသည်12000ကုန်သောသံဗုဒ္ဓေသလာယောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင်းမြတ်ဖုံးကောင်တို့ကို၎င်းပင်စတတ္တသဟတာနိသောင်းတိုက်စကြဝဠာဂုံဝါရောင်ရှိန်ငါသိမ့်ကုန်သောသံဗုဒ္ဓေသနေရောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းအဟံဘုရားတပည့်တော်သည်သီရတာဥခေါယရဏမြတ်အင်္ဂါဖြင့်နမာမိရှိခိုးပါ၏အရှင်ဘုရားကင်္ဂါယကင်္ဂါမြေတွင်၌ဝါလူကာရှိကြကုန်သောတေတို့သည်အ
အပကာနေကြကုန်သေး၏နေဗုဒ္ဓပုံစံသိမ့်၍ညေတော်မူကြကုန်ပြီသောသီနာနှောက်ရှက်ဖန်လာမင်္ဂါပြာကိုအရိယာမေဖုံးရောင်ဆက်ဖြင့်ချိုးဖြဲ့လွယ်ကူအောင်တော်မူသောဘုရားရှင်အပေါင်းတို့ကအနန္တာသင်္ချာကနံရေတွဲမှန်းလဲဆုံးကံတိုင်မြောက်မရောက်နိုင်ကြကုန်တေဇိနေသထိုဘုရားရှင်အပေါင်းတို့ကို၎င်းတေတံထိုငါသိ12000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်မရေမတွဲနိုင်ကုန်သောဘုရားရှင်အပေါင်းတို့၏ဓမ္မေသတရားတော်မြတ်ကို၎င်းသံဃေသတပိသသံဃာတော်မြတ်အပေါင်းကို၎င်းအာတရေနအာတရံယုသေစွာနမမိရှိခိုးပါ၏အရှင်ဘုရားနာမေကာရာနုဘာဝေနာဤသို့ရှိခိုးပူဇော်သူမြောမန်လျောကတော်ရသောကောင်းမှုကောင်းစေရနာတို့ကြောင့်သဗ္ဗေခတ်သိမ်းဥဒ္တုံအလုံးစုံကုန်သောဥပဒဝေဘေးရန်ဟုသမျှအပေါင်းတို့သည်ထိတ်တဝါပဲဖြောက်၍အနေကအန္တရာယပိတဘာမကမြာလာသွဲသွဲအန္တရာယဟုသမျှအပေါင်းတို့သည်အာသေတတောအာသေတေနာအကျွင်းအကြားမရှိသောအဖြစ်ဝိနာတန္တုရောက်ပြကြပါစေကုန်တည်းအဲ့ဒီတန်ဖို့တွေကိုအကျဉ်းကြီးခါခါထက်ခါရစ်ပါများမယ်ဆိုရင်တော့ပထမနံပါတ်1အန္တရာယ်ကင်းခြင်းအကျိုးကတော့ချက်ချင်းလက်ငင်းတွေးရမှာဖြစ်ပါတယ်နံပါတ်2ကစီးပွားရေးကြီးပွားရေးအစစအရာရာတနေ့တခြားဒီရဲ့အလားကဲ့သို့တိုးတက်စေနိုင်တဲ့တန်ဖို့တွေကားတော့တဲ့တန်ဖို့တွေရဲ့အစွမ်းတွေကိုပြောမယ်ဆိုရင်တနေ့လုံးပြောတော့မကုန်နိုင်ပါဘူးတဲ့ပုံနာလေးတကူတနေ့ကမှဆောင်းပါးထဲမှာတွေးလိုက်ဒကမာကြီးတယောက်သွားလေရတန်ဖို့တွေအများအားရော့အဲ့ဒီဒကမာကြီးစီးသွားတဲ့မော်တော်ကြီးတစ်စင်းလုံးကမမျောလင့်ပဲနဲ့အဲ့ဒီဥစ္စာဝဲကြဲထဲမှာမော်တော်ကြီးတစ်စင်းလုံးမြုပ်သွားတာတဲ့မော်တော်တစ်စင်းလုံးမြုပ်သွားတယ်ဆိုတော့ပြည်သားစဉ်းစားကြည့်ပြီးတော့အဲ့ဒီလိုနဲ့မြုပ်သွားလိုက်တာမော်တော်ပေါ်ပါတဲ့ပုံကိုယ်တွေဘယ်သူမှအသက်မရှင်ညာဘူးတဲ့အဲ့ဒီဒကမာကြီးတယောက်ကတော့တန်ဖို့တွေရွတ်နေရွတ်ရင်းနဲ့ပဲအသေးခံမယ်ဆိုတော့မျက်စိမှိတ်ပြီးတော့ရွတ်သွားတာရေနစ်လို့နှင်မလည်းမသိသူ့ခြေပြားနဲ့တဲနဲ့ထိလိုက်တာလေးကိုတတိယပြီးနောက်ပိတ်ဆုံးဘာမှမသိတော့ပဲနဲ့တတိယတဲ့အချိန်ကမှမျက်စိဖွင့်ကြည့်လိုက်တော့ဆေးရုံပေါ်မှာလူနာအဖြစ်နဲ့ရောက်နေတယ်တဲ့ဘာတန်ရာမှလည်းမရှိသူ့ရဲ့အခြေအနေကိုသေးသေးချာချာလိုက်ပြီးတော့ဆန်းစစ်ကြည့်လိုက်တော့သူ့ကိုဘသူကလာပို့လို့ပုံမှန်လည်းမသိ
ဆရာဝန်တွေကလည်းပဲမသိပတ်ဝန်းကျင်ကလည်းပဲမသိဆရာဝန်တွေမေးကြည့်လိုက်တော့ဒီအဖွားကြီးကိုလာပို့တဲ့လူနာရှင်တွေကအကုန်လုံးပိတ်ဖြူစင်ကြယ်ဝစ်ပြီးတော့လာပို့ကြတယ်ဘယ်ပြန်သွားလို့သွားမှလည်းမသိလိုက်ဘူးတဲ့အဲ့တော့တို့ပြေတာကိုစောင့်နတ်တွေကပို့ပေးတယ်ဆိုတာမထင်ရှားဘူးလားပြေတာအဲ့ဒီမော်တော်ဘပါတဲ့ဒဇင်းလုံးကလည်းတရားမှအသက်မရှင်ကြဘူးသူတရားပဲတဲ့တန်ဗုဒ္ဓရဲ့အစွမ်းနောက်တော့ကမြေကမ်းတစ်ပိတ်မှာကတ်ထားတဲ့မော်တော်ကြီးဒဇင်းအလုံးပစ္စည်းတွေများတော့တခိုးဓမြတွေကလာပြီးတော့တိုက်ကြညဘက်မော်တော်ကြီးနားလဲရောက်ရောမော်တော်ကြီးဒဇင်းလုံးအကုန်လုံးပြောက်မနေ့ကလာကြည့်တော့မော်တော်ကရှိမြဲညကြလာပြီးတော့ဓမြတွေလာပြီးတော့တိုက်ကြမော်တော်ကြီးဒဇင်းလုံးလုံးဝရှာမတွေ့မနေ့ကလာကြည့်တော့တွေ့မြဲအဲ့လိုနဲ့2ကြိမ်3ကြိမ်လောက်ရှာပါများတော့မတွေ့တော့သူတို့ရဲ့အဖြစ်တွေကိုအကုန်လုံးမေးစမ်းကြည့်လိုက်တော့တို့မော်တော်သားတွေအကုန်လုံးအိတ်လည်းပဲတန်ဗုဒ္ဓခရီးသွားလဲတန်ဗုဒ္ဓအမြဲတမ်းတန်ဗုဒ္ဓရုပ်ပြီးတော့မှရေပုံထဲကိုရေထက်တန်ဗုဒ္ဓနဲ့မော်တော်ပေါ်ရှိတဲ့ပစ္စည်းတွေကိုရေနဲ့ဖြန်းမော်တော်ဦးကိုတန်ဗုဒ္ဓရေနဲ့လောင်းပြီးတော့ထားတယ်ဆိုတော့တခိုးဓမြတွေတောင်မမြင်နိုင်လောက်အောင်မော်တော်တစ်စင်းလုံးပျောက်နေတယ်ဆိုတော့တန်ဗုဒ္ဓရဲ့အစွမ်းကတိုးပြည့်တဲ့အနေသလားများသလားများလိုက်တာတဲ့အဲ့တော့တန်ဗုဒ္ဓရဲ့အစွမ်းကိုတကယ်သိရအောင်အကျိန်များထပ်ခါရနိုင်ဖြစ်နိုင်မယ်ဆိုရင်တော့တန်ဗုဒ္ဓ5မျိုးလုံးရွတ်ရင်ပို့ပြီးတော့အစွမ်းထက်ပါတယ်တဲ့ကဲမေတ္တာဘာဝနာအကျဉ်းချုပ်ပွားလိုက်ကြရအောင်တဲ့ရိတ်သာတွင်မှမြတ်တောင်ကချမ်းသာကိုယ်စိတ်မြဲပါစေရိတ်သာတွင်မှမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေရိတ်သာတွင်မှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေရိတ်သာတွင်မှနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေကိုယ်အိမ်ကိုပြန်ပြီးတော့အာယုံပြုပြီးတော့မေတ္တာပို့လိုက်မယ်တို့အိမ်တွင်မှမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေတို့အိမ်တွင်မှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေတို့အိမ်တွင်မှနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေနောက်တစ်ခါဒီမင်းမှုမျိုးတစ်မျိုးလုံးပထမသံဃာဒုတိယသူငါတတိယတတ္တာသရုတ်ထနတ်ဒါလေးကိုအလွတ်ဆိုမယ်ဒါလေးကိုလိုက်ပြီးတော့ဆိုမယ်ကျန်တဲ့ဟာတွေအလွတ်ဆိုတတ်အောင်လို့တေချာမှတ်ပြီးတော့ဆိုပါတို့မျိုးတွင်မှမြတ်တောင်ကချမ်းသာကိုယ်စိတ်မြဲပါစေတို့မျိုးတွင်မှမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေတို့မျိုးတွင်မှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေတို့မျိုးတွင်မှနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေရှားဗလားပိသလွယ်လွယ်လေးပါပထမသံဃာဒုတိယသူငါလူအချင်းချင်းတတိယတတ္တာတရားတွေအကုန်လုံးသရုတ်ထနတ်မင်းမှုမျိုးနဲ့တနယ်လုံးအရှိအနောက်တောင်မြောက်တနယ်လုံးတို့နယ်တွင်မှမြတ်သံဃာဆိုလိုက်တို့နယ်တွင်မှမြတ်သံဃာချမ်းသာကိုယ်စိတ်မြဲပါစေတို့နယ်
တွင်မှာမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေတို့နယ်တွင်မှာမြတ်တာချမ်းသာကိုယ်စိတ်မြဲပါစေတို့နယ်တွင်မှာနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေမြန်မာပြည်တစ်ပြည်လုံးတို့ပြည်တွင်မှာမြတ်တန်ခါဆိုလိုက်တို့ပြည်တွင်မှာမြတ်တန်ခါချမ်းသာကိုယ်စိတ်မြဲပါစေတို့ပြည်တွင်မှာမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေတို့ပြည်တွင်မှာမြတ်တာချမ်းသာကိုယ်စိတ်မြဲပါစေတို့ပြည်တွင်မှာနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေတစ်ကမ္ဘာလုံးမှာမြတ်တန်ခါစကြဝဠာတွင်မှာမြတ်တန်ခါမြတ်တန်ခါချမ်းသာကိုယ်စိတ်မြဲပါစေစကြဝဠာတွင်မှာမြတ်သူငါချမ်းသာကိုယ်စိတ်မြဲပါစေစကြဝဠာတွင်မှာမြတ်တာချမ်းသာကိုယ်စိတ်မြဲပါစေစကြဝဠာတွင်မှာနတ်များစွာချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီမေတ္တာပုံကြီးကလွယ်တယ်တအိမ်သားလုံးခလေးပေါက်စားကရအောင်သင်တာအဲ့ဒီမေတ္တာပုံကြီးကမုန်းချင်းဆရာတော်ဘုရားရဲ့မေတ္တာပုံကြီးအဲ့ဒီဆရာတော်ဘုရားရဲ့အခုပုံစံတိုင်းမေတ္တာပို့ပါများတော့ဂျပန်နဲ့အင်္ဂလိပ်တွေပြစ်ကြခတ်ကြတော့လူတွေကကြောက်လုံးအားကြီးလို့ထွက်ပြေးကြသူကတော့ဈဉ္ညာရှောင်နေအဲ့ဒါလိုမေတ္တာပို့နေတာတေများဘုံစံကြီးတွေကြောင်းထဲကြလာတယ်တဲ့ရှွန့်ပွက်တဲ့ခဲကြသလိုလုံးဝမပေါက်ပါဘူးပိဿာအဲ့ဒါကြောင့်ဒီမေတ္တာပုံနည်းလေးပို့နေမယ်ဆိုရင်စိတ်လည်းချမ်းသာမယ်အန္တရာယ်လည်းကင်းမယ်စီးပွားရေးလည်းတိုးတက်ပါတယ်တဲ့မေတ္တာဘာဝနာပွားပြီးတော့ယနေ့အလှရှင်သူတော်စင်ဖြစ်တဲ့ပုဂ္ဂိုလ်များကဒါနကိုဦးစားပေးပြီးတော့ဟောကြတော့ဒါနကိုဦးစားပေးပြီးတော့အလုပ်လုပ်ကြလို့ဒါနကြောင့်လည်းပါရအောင်သီလကြောင့်လေးကလည်းနည်းနည်းချင်းချင်းဘာဝနာကြောင့်လည်းပါရအောင်တို့ပြည်တဲ့အဲ့လိုလေးစုံစုံလေးဟောရရင်မကောင်းဘူးလားဩဒါနရောသီလရောဘာဝနာရောဆိုရင်တော့တို့ပြည်တဲ့ညနေ6 နာရီပြီးခြင်းမှပြီးမယ်နောက်ကဓမ္မကြီးတဲ့တရားပဲမပြီးခင်ထားပြီးတော့ပြန်ညာအောင်မလားဩပြန်မဲ့ပုဂ္ဂိုလ်ကမပြောဘူးသူတို့ကဒီလိုပဲအသာထပြန်ကြမှာကိုအဲ့တော့ဒါနကြောင့်လဲပါရအောင်လို့ပြေသတ်တို့တည်ပြီးသားဖြစ်တဲ့တရားလေးတွေကိုပြီးပဲဆက်ကဟောကြားနာကြရအောင်တဲ့သိခံပြီးတော့မှအနည်းငယ်လေး45မိနစ်တနာရီနီးနီးလောက်ဟောမှာပါအကြာကြီးမဟောပါဘူးတဲ့သာရေသာရမတိနောသာရေသာသာရတတိနောဧတာရနာတိကိသန္တိမိစ္ဆာသင်္ကပ္ပခောစရံအာသာရေအနှစ်သာရအခိုင်အမာမရှိတဲ့စီးပွားဥစ္စာကိုခန္ဓာအသက်ယဟန်တော်များအတွက်လေးပြားပစ္စယလတ်လာပါတဲ့၌သာရမတိနောအကာတွေကိုအနှစ်ထင်၍နေကြပါပေကုန်၏တေထိုအနှစ်ကိုအကာထင်အကာကိုအနှစ်ထင်၍နေကြကုန်သောယဟန်ရှင်လူပြည်သူခပင်းတို့သည်မိစ္ဆာသင်္ကပ္ပခောစရံမိစ္ဆာဝိတ္တလင်တင်ချက်ဆရာအကြံရှိကြကုန်သည်ဖြစ်၍သာရအနှစ်၄ပါးသာရတရားကိုနာတိကိသန္တိမုတ်ချပိုင်မရရှိနိုင်ကြလေကုန်တည်းသူကဘာကိုဆိုလိုတယ်လဲလို့ဆိုတော့စီ
စီဝါဥစ္စာကတစ်မျိုးကိုယ်ခန္ဓာကတစ်မျိုးအသက်ကတစ်မျိုးတဲ့ပစ္စည်းရဲ့ရုပ်တရားရဲ့နာမ်တရားရဲ့၃မျိုးအဲ့ဒါကိုတိပိဋကဆရာတော်ဘုရားကြီးကပိုးပြီးတော့အမြင်ကျဲတော့သူကဘာကိုထပ်ပြီးတော့ဆိုထားတယ်လဲလို့ဆိုတော့တန်ဃာတော်အရှင်မြတ်များကလည်းပဲစွမ်းတွေကိုလည်းပဲအကောင့်ထင်းမမောကြသင်္ကန်းတွေကိုလည်းပဲအကောင့်ထင်းမမောကြကျောင်းတွေကိုလည်းအကောင့်ထင်းမမောကြဆေးတွေကိုလည်းအကောင့်ထင်းပြီးတော့မမောကြလို့စွမ်းသင်္ကန်းကျောင်းဆေးတွေနဲ့ပဲလုံးလံလိုက်ပြီးတော့ဒီလိုနဲ့ပဲအသက်80 90နဲ့ပြန်တော်မူသွားတဲ့ဆရာတော်တွေတို့မြန်မာပြည်မှာတို့ပြည်သားနဲသလားများသလားမှန်နေကြသလားမှားနေကြသလားမှားနေကြတာဒါလေးကိုတိပိဋကဆရာတော်ဘုရားကြီးကအမြင်မှန်ရသေးခြင်းလို့တန်ဃာတော်အရှင်မြတ်များလည်းပဲစွမ်းသင်္ကန်းကျောင်းဆေးနဲ့လမ်းဆုံးမနေပါနဲ့တဲ့မှန်လားပြည်သားလက်ကလေးတွေငြိမ်ငြိမ်နေပါမျက်စိလေးတွေငြိမ်ငြိမ်နေပါအဲ့ဒါမှတရားဟောတဲ့ပုဂ္ဂိုလ်လည်းသမာဓိရတရားနာတဲ့ပုဂ္ဂိုလ်လည်းသမာဓိရတရားနာတဲ့ပုဂ္ဂိုလ်ကဟိုကန်ဒီကန်တစ်ဖြစ်ဖြစ်တစ်ချောက်ချောက်လုပ်နေမယ်ဆိုရင်တို့ပြည်သားရေအိုးခွဲနဲ့ရေခံဘယ်တော့ပြည့်မလဲမပြည့်နိုင်ဘူးယောဂီပုဂ္ဂိုလ်များကလည်းပဲလက်တစ်လုံးလုံးခြေတစ်လုံးလုံးမျက်စိတစ်လုံးလုံးဖြစ်နေမယ်ဆိုရင်ဘာနဲ့ဘာခန္ဓာနဲ့တူအသိလိမ္မာဉာဏ်ပညာရှိပါတဲ့ပညာရှိမျက်စိနဲ့ကြည့်လိုက်မယ်ဆိုရင်အကာတရားတွေလားအနှစ်တရားတွေလားအဲ့ဒီအကာတရားတွေကိုနှစ်သက်မြတ်နိုးနေကြတဲ့လူသားတွေကလည်းပဲတူတလေလားတစ်ကမ္ဘာလုံးလားအဲ့လိုတစ်ကမ္ဘာလုံးကအကာတရားတွေနဲ့အချိန်ကုန်နေကြတော့တို့ပြိတ္တအကာတရားဆိုတာကခိုင်မြဲတဲ့သဘောလားပျက်စီးတဲ့သဘောလားပျက်စီးတတ်တဲ့အကာတရားတွေကိုသူပဲငါပဲအထင်လွဲပြီးตายာနှစ်သက်နေကြမယ်ဆိုရင်ဖြင့်တို့ပြိတ္တဘဝတန်ត្រာကြီးတဲ့ကကိုလွတ်နိုင်ပါဦးမလားအဲ့ဒါကြောင့်တို့တရားနာပြိတ္တပေါင်းသူတော်ကောင်းတွေကညာမျက်စိနဲ့ကြည့်ကြမယ်ဆိုရင်အကာကိုယူကြမှာလားအနှစ်ကိုယူကြမှာလားမှန်လိုက်တာပြိတ္တရဲ့အနှစ်များတို့ပြိတ္တပိုးစားလို့ရရဲ့လားပိုးကောင်းတွေဝါနိုင်ရဲ့လားဝါရင်လည်းသူတို့သွားတယ်ကြိုးကုန်မယ်တဲ့ဘယ်လိုလဲဆိုတော့တို့ပြိတ္တစဉ်းစားကြည့်ပါရှားပင်လေးတစ်ပင်ကိုခုတ်ပြီးတော့တိုင်လေးစိုက်ကြာပါများတော့တဖြည်းဖြည်းရှားပင်ရဲ့အကာလေးတွေကိုဘသူတွေကစားပစ်တယ်အမာသာအနှစ်ဆိုးတဲ့နီနီရဲရဲလေးကိုပိုးတွေဝါနိုင်ရဲ့လားမဝါနိုင်ဘူးဝါရင်လည်းဒီပိုးသိမှာပဲအဲ့ဒါကြောင့်ဒါလေးကိုသိစေခြင်းလို့စီဝါရေးကြီးပွားရေးလို့ခေါ်ဆိုရတဲ့တို့ပြည်သက်တို့ရှားခွဲစုဆောင်ထားတဲ့ရွှေငွေတွေကြောက်တံပရများတွေဆန်းသဘာတွေအိမ်တွေရာတွေစတဲ့အသက်ရှိနေတဲ့ပစ္စည်းတွေကအကာလို့ခေါ်ရမှာလားအနှစ်လို့ခေါ်ရမှာလားအဲ့ဒီအကာတရားတွေကိုအကာတရားမှသိပါလျက်နဲ့အနှစ်လို့ထင်ပြီးတော့မှမိမိပစ္စည်းလေးတွေနဲ့နှစ်ပေါ်သဘောကျနှစ်သက်နေမယ်ဆိုရင်ပညာရှိလို့ခေါ်ရမှာလားပညာမဲ့လို့ခေါ်ရမှာလားအဲ့ဒါကြောင့်ပညာရှိဖြစ်ခြင်းရင်အကာကနေအနှစ်ထုတ်အောင်ကြိုးစားရမယ်မှန်လားပိဿအဲ့တော့ပစ္စည်းတွေကဘယ်လိုလဲလို့ဆိုရင်ပြတို့ဘုရားလောင်းတကူသောဘဝမိမိအိမ်ရှိမှမန္တကြီးကတခုမြို့လေကောင်းမှမန္တကြီးကတခုအရက်လေးမြတ်မှာတကားလေးပေါက်မှာမန္တကြီးတွေက၄ခုလို့ဆိုတော့တို့ပြိတ္တအလှပေးနေတဲ့မန္တကြီးတွေဘယ်နှခုဆောက်ထားတယ်အဲ့လို6ခုမှလည်းပဲတစ်ခုတစ်ခုကိုတစ်နေ့ကို3သိန်းကုန်3သိန်းကုန်ဆိုတော့တစ်နေ့ကို6သိန်းကုန်လှူနေတယ်တို့ဘုရားလောင်းဘယ်လောက်လှူနေပါလဲအဲ့လိုလှူနေတယ်ဆိုတာကတို့ပြိတ္တအကာတဲကနေပါထုတ်ထားနဲ့တူပါလေမှန်လိုက်တာပြိတ္တရေတို့တရားနာပြိတ္တပေါင်းသူတော်ကောင်းတို့လည်းပဲရိတ်သားဌာနအသီးသီးမှလာပြီးတော့မှအကာတဲကအနှစ်တည်းမထုတ်ကြပေဘူးလားစွမ်းဆိုရင်လည်းလူတဲ့သင်္ကန်းဆိုရင်လည်းလူတဲ့ကျောင်းဆိုရင်လည်းလူတဲ့အလောက်အဆောက်ဦးရေဆက်စသည်ဖြင့်မိမိစွမ်းနိုင်သမျှငါးကြ30 100 200 1000 2000 3သိန်း2သိန်းအဲလိုလှူဒါန်းနေတယ်ဆိုတာကမခိုင်မာတဲ့အကာကနေခိုင်မာတဲ့အနှစ်ဖြစ်အောင်ဖန်တီးလိုက်တဲ့ပညာရှိသူတော်စင်မှန်လားပိဿတို့ဘုရားလောင်းသူတော်ကောင်းကလည်းပဲတို့ပြိတ္တာမိမိမှရှိတဲ့ပစ္စည်းတွေကိုနှမျောတွန့်တိုခြင်းမရှိဘဲနဲ့ဒီနေ့ကိုဘလောက်ဖို့လှူပါလေတို့ပြိတ္တာကဘလောက်ဖို့လှူနေတယ်
6သိန်းမိုးပါဖျားကဲထားလိုက်ပါစို့အဲလိုနေ့အကာထဲကအနှစ်ထုတ်နေတဲ့သူတော်ကောင်းကြီးတနေ့သောအချိန်ကာလတမယမှာနဘုဘောလက်တဲ့ညာသက်ဝင်ပြီးတော့မှစဉ်းစားနေတယ်ငါအသက်ရှင်နေစဉ်အချိန်ကာလမှာတော့မလှူပဲလုံးဝမနေနိုင်ဘူးဒါပေမဲ့လို့ငါမှရှိတဲ့ပစ္စည်းတွေကုန်ခန်းသွားရင်ဖြင့်လှူရမှာမဟုတ်တော့ဘူးဒါကြောင့်မတိမ်မချင်းနေ့စဉ်လှူနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒုပိဋကမိမိမှာရှိနေတဲ့ပစ္စည်းတွေထက်တနေ့တခြားဒီအလားကဲ့သို့တိုးတက်လာအောင်ဆိုတဲ့ရည်ရွယ်ချက်ကိုဘေးပဲထားလို့နေ့စဉ်လှူနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့စီးပွားရှာအောင်မယ်။ဘာလို့ပါလဲ။သူဘုရားလောင်းစီးပွားရှာထွက်မှာကဒုပိဋကချမ်းသာခြင်းလို့ရှာမာလားလှူခြင်းလို့ရှာမာလားဒုတရားနာပိဋကတဲ့နေ့စဉ်ရောင်းဝယ်ဖောက်ကရှာဖွေနေတာကလှူဖို့ရှာသလားချမ်းသာခြင်းလို့ရှာသလားမှန်တာပြောသစ္စာချမ်းသာခြင်းလို့ရှာတာမှန်ရင်လားပိဋကအဲလိုချမ်းသာခြင်းလို့ရှာနေတဲ့ရည်ရွယ်ချက်ကလောဘဥစည်းတယ်ဘာဥစည်းပါလဲကုသိုလ်လားအကုသိုလ်လားလူနိုင်အောင်ရှာမယ်ဆိုတာကကုသိုလ်ဆန္ဒဘာခေါ်ပါလဲကုသိုလ်ဆန္ဒဆိုတော့သူ့မှာအကုသိုလ်မကင်းဘူးလားအကုသိုလ်ကင်းလိုက်တဲ့သူတော်ကောင်းကြီးတဲ့နောက်တစ်ခုတို့ဖျားလာဟောတကူသောအချိန်ကာလတမယစီတုန်းကတော်ထဲမှာရာထွန်ရာလှုပ်စားရပါတဲ့တောင်သူဦးကြီးတယောက်ဖြစ်ခဲ့ပါသည်သူ့ရဲ့ရာထွန်နေကြရာကွက်ကြီးကလည်းပဲအရင်တုန်းကဒီနေရာမှာတထေကြီးတွေတထေကြောကြီးတွေနေသွားကြတဲ့နေရာလူလည်းမလူရဲ့စားလည်းမစားရဲ့သုံးလည်းမသုံးရဲ့ပေးလည်းမပေးရဲ့အဲ့တော့မိမိမရှိနေတဲ့အကာတရားတွေကိုသူကအနှစ်ထုံနိုင်ရဲ့လားမထုတ်နိုင်ဘူးအကာကိုပဲသူကအကောင့်ထင်ပြီးတော့ရွှေကိုပဲရအောင်စုငွေတွေရအောင်စုအဲ့လိုနဲ့စုရင်တို့ပြောကြပါစို့မိမိမှာရှိနေတဲ့ရွှေတွေကိုပျောက်ပြက်မှဆိုရင်လုံးလို့ဆိုပြီးတော့မှမြေကြီးထဲမှာမြုပ်ထားတယ်ဘယ်တက်မြုပ်ထားပါလဲအဲ့လိုမြေကြီးထဲမြုပ်ထားတော့တို့ပြောကြပါစို့အဲ့ဒီတထေကြီးတဲ့တထေကြောကြီးတွေကမြေကြီးတဲ့မြုပ်ထားတဲ့ရွှေတွေကိုမှမသုံးမဆွဲရမီသူ့ရဲ့ခန္ဓာနဲ့အသက်ကဒုပိဋကမြဲရဲ့လားအဲ့လိုမမြဲနိုင်သည့်အတွက်ပစ္စည်းနဲ့ခန္ဓာနဲ့ပစ္စည်းကအရင်စွန့်ရင်စွန့်မစွန့်ရင်ဘယ်သူကစွန့်သွားမလဲဒုပိဋကအဲ့လိုအစွန့်ခံရတယ်ဆိုတော့ပညာရှိလို့ခေါ်ရမှာလားပညာမဲ့လို့ခေါ်ရမှာလားပညာမဲ့တဲ့ပုဂ္ဂိုလ်ကဒီလိုပေါ့ပစ္စည်းတွေထားခဲ့ပြီးသွားလေကလန်နဲ့ပဲရောက်လို့ရောက်မှလည်းမသိကဲထားပါစို့အဲ့ဒါလို့နဲ့ပညာရှိဘုရားလောင်းသူတော်ကောင်းကြီးကနွားကြီးနဲ့တရှင်နဲ့ထွန်ကြီးနဲ့အဲ့ဒီနေရာမှာရာထွန်ပြီးတော့နေရင်နဲ့ဒုပိဋကငပြောတုံးထွန်တုံးလောက်ရှိတဲ့ရွှေတုံးကြီးတစ်တုံးကိုသွားပြီးတော့ထွန်သွားနဲ့ချင်းမိပါသည်ဘာတုံးကြီးပါလဲရွှေတုံးကြီးသွားပြီးတော့ထွန်သွားနဲ့ချင်းပြီးတော့တို့ဘုရားလောင်းကြီးကထွန်ဘောကအသာဆင်းပြီးတော့မြေကြီးလေးအသာရက်ကြည့်လိုက်တော့ရွှေတုံးကြီးရွှေတုံးကြီးထွန်တုံးလောက်ကြီးရှိတဲ့ပိဋကရေအဲ့ဒါတော့ထွန်တုံးလောက်ကြီးတဲ့ရွှေတုံးကြီးကိုတို့ဘုရားလောင်းဆိုတော့လောဘကတိတ်မကြီးပဲကိုပိဋကရဲ့အဲ့တော့သူ့မှာလည်းရာထုံမိုးကလည်းအချိန်ကလည်းရှိသေးတော့အဲ့ဒီရွှေတုံးကြီးကိုမြေကြီးလေးနဲ့အသာယာဖုတ်ပြီးတော့မှသူကနွားကြီးတစ်ချင်းနဲ့ရှေ့ဆက်ပြီးတော့ရာကွင်းတစ်ကွင်းလုံးမပြီးမချင်းထွန်နေပါတဲ့ပိဋကရေကဲဒီနေရာမှာစဉ်းစားကြည့်ပါတို့ဒီကဒုံလဘသူတော်ဥသေးများနဲ့တကွာပိဋကတို့အကယ်၍များအဲ့ဒါလောက်ကြီးမားတဲ့ရွှေတုံးကြီးတွေ့မယ်ဆိုရင်ရာပဲဆက်ပြီးတော့ထွန်ကြမလားရွှေတုံးထမ်းပြေးကြမလားမှန်နာဖို့ပိဋကတို့ဒုံလဘရဟန်းများကရာပဲဆက်တော်မလားရွှေတုံးထမ်းပြေးကြတော့မလားဘာပြောကောင်းမလဲဒီလောက်မှရွှေတုံးရဒီလှဲနွားကြည့်နေပါဦးမလားပိဋကပဲကြည့်မလဲနဲတာမှမဟုတ်ဘူးငါပြောတော့လောက်ရှိတာကိုအဲ့လိုနဲ့တို့ပြောကြပါစို့ရာဆက်ပြီးတော့ထွန်ပြီးပြီဆိုကြမှာနွားတွေကိုအိမ်ပြန်လို့ကဲငါတယောက်တည်းရွှေတုံးထမ်းပြီးတော့ပြန်တော့မယ်ဆိုပြီးတော့မှတို့ဘုရားလောင်းကရွှေတုံးကြီးသွားပြီးတော့ဖောပြီးတော့မှကြောင်မြောင်လောင်းအောင်ကျဲငါဟဲ့ယောက်ျားဆိုအတင်းအာရမအဖျားကထမ်းလိုက်အရင်ကထမ်းလိုက်ဘယ်လိုမှထမ်းလို့လုံးဝထမ်းလို့မရဘူးတဲ့ပိဋကရေရွှေကလည်းပဲဂျပန်ရွှေလားရွှေအစ်စ်လား
ရွှေဆိုတော့ဘယ်လိုမှမလို့မရဘူးတဲ့ပိဿာကြီးအဲ့လိုမလို့မရတော့ဖះလောင်းကဉာဏ်ပညာလေးနဲ့ဖះလောင်းဆိုတော့သူများခေါ်ရင်လည်းပဲအခါသနာတွေပေးနေရအောင်မှာကိုအဲ့တော့ရွှေတော်ကြီးကငါထမ်းလို့မရဘူးထမ်းလို့မရချင်းဒီပင်လေငါနဲ့မထိုက်ဘူးနဲ့တူတယ်အဲ့တော့မထိုက်တဲ့ရွှေတော်ကိုထိုက်အောင်လုပ်မယ်ပညာရှိကဘယ်လိုလုပ်မလဲလို့ဆိုတော့ရွှေတော်ကြီးကိုသူကဓာတ်နဲ့မဟုတ်လက်ကလေးနဲ့စိတ်နဲ့မှန်းပြီးတော့မှ၄ပိုင်းပိုင်းမလို့ဘယ်နှပိုင်းပိုင်းမလဲ၄ပိုင်းလက်ကလေးနဲ့အပေါ်ကနေဖြည်းဖြည်းလေးကင်ပြီးတော့မပိုင်းပြီးတော့ဘယ်လိုပိုင်းလိုက်တယ်လဲလို့ဆိုတော့ဟောဒီဘက်ပထမတပိုင်းကလူမယ်တဲ့ပထမတပိုင်းကဘာလုပ်မလဲအဲ့ဒီဒုတိယတပိုင်းကစားမယ်တဲ့ဒုတိယတပိုင်းကအဲ့ဒီတတိယတပိုင်းကတော့တို့အိမ်တော်ပရိဘောကအသုံးအဆောင်တွေဝယ်ဖို့ရသုံးမယ်တဲ့တတိယတပိုင်းကသုံးပါတယ်ဟာဒီသရုတ်ထတပိုင်းကတော့တုံးလုံးစာတဲ့သရုတ်ထတပိုင်းကတုံးလုံးစာဆိုတော့အဲ့ရထဲမှာစားရမှာလားဩအသက်ကြီးရင်စားဖို့ပေါ့ပိဿာရေတို့ဘယ်နှပိုင်းပိုင်းလိုက်တော့ပထမတပိုင်းကဘာလုပ်မယ်ဒုတိယတပိုင်းကဘာလုပ်မယ်တတိယတပိုင်းကဘာလုပ်မယ်သုံးဆောင်ပေါ့အိမ်တော်ပရိဘောကပစ္စည်းတွေဗီဒီယိုတို့တီဗီတို့ကက်ဆက်တို့ရေဒီယိုတို့အိမ်မှာအကြကြနာရေကက်တက်တာတို့နောက်ပြီးတော့ဟိုတီရီဒုံတို့ဂျွိုင်းတို့စုံလို့ပေါ့လေအိမ်မှာသုံးဖို့ပစ္စည်းတွေအဲ့ဒါတွေသုံးဖို့ရအဲ့တော့သရုတ်ထတပိုင်းကဘာလုပ်မယ်တုံးလုံးစာခြံထားရမှာနောက်အသက်ကြီးရင်စားဖို့သားသမီးတွေမကြွေးလှက်မကြည့်ရင်စားဖို့ဒုပိသဒါလေးကိုအမှားရအောင်ဆိုကြည့်မယ်လူလဲလူစားလဲစားသုံးလဲသုံးထားလဲထားလူလဲလူစားလဲစားသုံးလဲသုံးထားလဲထားဆိုကြည့်လိုက်ကဲတို့ပြေတာမိမိမှာရှိတဲ့ငွေတွေကြေးတွေကိုဘယ်နှစုခွဲရမလဲပထမတစုကဘာလို့ဖို့လူဖို့တဲ့ဘုန်းကြီးတလောလေးကကလောမှာရှမ်းပြည်တောင်ပိုင်းကလောမှာဆယ်စကန်နေသွားဖွယ်တာနှစ်စင်မဲ့9နှစ်ရှိပြီအဲ့ဒီမှာရှမ်းတက္ကမကြီးတွေမြေတက္ကမကြီးတွေပထမတစ်ပိုင်းဘာလို့ဖို့လို့စောဖို့လူဖို့ကရင်လို့စားမအောင်တက္ကမကြီးတွေစားဖို့ကရင်လားဆိုစားဖို့ကရင်ပေါ့ဗျာစားပြီးမှလူနိုင်မှာပေါ့တယ်ဆိုတော့အဲ့တော့တို့ပြိတ္တတို့လည်းပဲမိမိမှာရှိတဲ့ပစ္စည်းတွေမိမိမဲ့ထိုက်တန်အောင်ဆိုပြီးတော့မှဘယ်နှစုခွဲထားရမလဲပထမတစုကဘာလို့ဖို့ဒုတိယတစုကတတိယတစုကသရုတ်ထတစုကထားဖို့ကဲတက္ကမကြီးတွေအိမ်မှာငွေ3သိန်းလောက်ရှိရင်အကြောင်းကိုဘယ်လောက်လှူရမလဲကဲမပြောတော့ဘူးသူတို့နှမျောတာနဲ့မပြောတော့ဘူးကဲထားပါစို့အဲ့ဒါလိုနဲ့တို့ဘုရားလောင်းကစိတ်ကလေးနဲ့၄ပိုင်းပိုင်းပြီးတော့မှရွှေတော်ကြီးကိုမလိုက်တော့ပေါ့ပေါ့လေးပခုံးပေါ်မှာဘာမှအားနဲ့အဲ့နဲ့တော့ထမ်းရမလို့ဘူးတဲ့ပိဋကရေ၄ပိုင်းပိုင်းလိုက်တော့မိမိနဲ့ထိုက်တန်တယ်ဩငါတယောက်တည်းစားမယ်ငါတယောက်တည်းဝတ်မယ်တို့မိသားစုချမ်းသာအောင်ဘယ်သူမှမသိပဲတိတ်တိတ်ပုံးလေးချမ်းသာအောင်ဆိုရင်ဒီရွှေတော်ထမ်းလို့ရရဲ့လားပိဋကသူနဲ့ထိုက်ရဲ့လားမထိုက်ဘူးဒါကြောင့်တို့ပြည့်တို့စီးပွားရေးကောင်းလာပြီးချဲတွေများများပေါက်လာပြီးဆိုရင်1000ဘို့2000ဘို့ပေါက်လာပြီးဆိုရင်ဘာကိုထည့်ပြီးတော့အရင်စဉ်းစားမယ်ဩတော်သားပဲအဲ့လိုဆိုရင်တော့ချမ်းသာအောင်မယ်တို့ပြည့်တော့အဲ့လိုရည်ရွယ်ချက်ကောင်းကောင်းနဲ့လူနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပင်လေခရီးကိုစီးပွားရှာထွက်လာတဲ့ဘုရားလောင်းသူတော်ကောင်းကြီးအရှင်ပိစိကဗုဒ္ဓမထေရမြတ်ကြီးကလည်းပဲလောကကိုညာနဲ့ကြည့်လိုက်တော့အော်ဘုရားလောင်းသူတော်ကောင်းကြီးစီးပွားရှာထွက်တော့မယ်အန္တရာယ်ဖြစ်အောင်မာလာညာနဲ့မျှော်ကြည့်အောင်အန္တရာယ်တွေးတော့မယ်သူ့ရဲ့အန္တရာယ်ကိုကင်းရှင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါကူညီမှတော်တော့မှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းကင်ခရီးနဲ့ကြွဘုရားလောင်းသူတော်ကောင်းကြီးကလည်းပဲတပည့်တယောက်ကိုခေါ်ဖဏကလေးအသက်ကလေးကိုစီးထီးအသက်ကလေးကိုဆောင်းပြီးတော့မှပင်လေသမောကိုစီရန်တဲတောင်ပြင်းတဲသို့ထွက်လာပါသည်ကောင်းရင်ခီးနဲ့ကြွလာတဲ့ရှင်ပိစိကဘုရားမထေရမြတ်ကြီးက
ဖရာလောင်းသူတော်ကောင်းကြီးနဲ့မနီမဝဲရမှာတဲတောင်ပြင်မှာရောက်ပြီးတော့မှညာလန်းနဲ့ပဲလန်းနဲ့ညာလန်းနဲ့ပဲလန်းနဲ့အမှတ်စစ်စစ်ကလေးနဲ့ကြွလာသည်အနောက်တရံပုံညာခိတ္တလောကသာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လဲရမြေကောင်းသဖွယ်နဲ့တူတဲ့သူတော်ကောင်းကြွလာပြီတဲ့မျိုးစေ့ကောင်းကောင်းလေးကဒုပိဋကမိုးရေပေါက်ကလေးနဲ့တူလိုက်တော့အပင်ပေါက်လာရတယ်လို့တရားတရားဒီဟုသောမျိုးစေ့ရှိတဲ့ဘုရားလောင်းကလည်းပဲလေယာမြေနဲ့တူလာပါတဲ့အရှင်ပိစိကဗုဒ္ဓမထေရကြီးကိုမြင်လိုက်တော့ဒုပိဋကလှူခြင်းစိတ်ဒီဟုသောအပင်ကြီးတွေပေါက်မလာဘူးလားအရှင်ဘုရားရတော်မူပါဘုရားလို့ဆိုပြီးသူ့ရေဘူးလေးနဲ့ခြေဘွားကိုနုနုလေးကိုရေဆေးတစ်ပတ်ကလေးနဲ့တတရရတော့သူမှာပါတဲ့ဖဏအသိကလေးကိုလှူဒီအစစ်ကလေးကိုလှူယခုကဲ့သို့ထိပဏကိုလှူရတဲ့ကုသိုလ်ကံရဲ့အစွမ်းတတ္တိအာနုဘောကြောင့်သဗ္ဗညုတာရွှေဉာဏ်တော်ကြီးကိုမုတ်ချပိုင်းပိုင်းရပါလို့ဤအရှင်ဖရာလို့ဆူတောင်းပြီးတော့မှလှူလိုက်ပါသည်အစီတံပတိတံတုံရှံခိပ္ပမေဝသမိတ်တို့သင်လို့သောဆူတန်တလုံးတကွာဒီပြည့်စေဆိုပြီးတော့မှဒီကလေးကိုဆောင်းဖဏကလေးကိုစီကောင်းကင်ခီးနဲ့ပြန်ကြွတို့ပြောကြပါတော့ဘုရားလောင်းသူတော်ကောင်းကြီးပင်လေခီးပင်လေသမောကြီးနဲ့ကြွတော့9ရက်ပြည့်တဲ့အချိန်ကမှပင်လေထဲမှာသမောကြီးပြက်ပြီးတော့မှမိမိမေတော်အယတ်ဒေတာကိုအာယုံပြုပြီးတော့မှ9ရက်လုံးကူးပြီးတော့နေရပါသည်တဲ့တို့ပိဋကဘုရားလောင်းဘယ်မှာဒုက္ခရောက်နေတယ်ဘယ်နှစ်ရက်ကြာသွားပြီမေခလာဆိုတဲ့နတ်သမီးကိုလည်းပဲနမင်းကြီးတွေကတာဝန်ပေးထားသည်ဟဲ့သေမေခလာဒီပင်လေထဲမှာမျောလာတဲ့လူတွေကိုသေသေးချာချာဆန်းစစ်မေးပြီးတော့မှနံပါတ်1တရဏဂုံတည်တဲ့ပုဂ္ဂိုလ်နံပါတ်2 5ပါးသီလလုံတဲ့ပုဂ္ဂိုလ်နံပါတ်3မိဘကိုကြွေးမွေးတဲ့သူတော်ကောင်းသားသမီးတွေမျောလာမယ်ဆိုရင်မေခလာဆယ်ရမယ်တဲ့တို့တရားနာပိဋကပေါင်းသူတော်ကောင်းပင်လေတဲ့မျောတဲ့ပုဂ္ဂိုလ်တွေမေခလာဆယ်ရမယ်ဆိုရင်ဖြင့်မေခလာနားရပါအောင်မလားတို့ပိဋကဘယ်လိုပုဂ္ဂိုလ်ဒီမှဆယ်ရမလဲလို့ဆိုတော့ဒါလေးကိုတို့ပိဋကဆွဲအောင်ဆိုကြည့်မယ်တရဏဂုံလဲတီရမည်5ပါးသီလလဲမြဲရမည်မိဘကိုလဲကျွေးရမည်ဘယ်နှမျိုးပါလဲပိဋကဆိုလိုက်ပါဦးတရဏဂုံလဲတီရမည်5ပါးသီလလဲမြဲရမည်မိဘကိုလဲကျွေးရမည်3မျိုးစုံမှမေခလာကမုတ်ချကဲတော်မည်မေခလာကဲရမယ့်ပုဂ္ဂိုလ်ကဘယ်နှမျိုးပါလဲနံပါတ်1နံပါတ်2နံပါတ်3ဟုတ်တယ်အဲ့လိုပုဂ္ဂိုလ်ကိုဘသူကကဲမယ်နတ်သမီးမေခလာလားမင်းသမီးမေခလာလားနတ်သမီးမေခလာမင်းသမီးမေခလာတော့ဘယ်ကဲနိုင်မှမလဲကြံ့ကြံ့ဖမ်းဖမ်းအဲ့တော့မိဘကျေးဇူးအကြောင်းလဲနောက်ကြမှာဟောမယ်3နာရီထိုးသွားပြီနောက်ပုဂ္ဂိုလ်လည်းပြန်ညင်လာပြီနဲ့တူပါရဲ့အဲ့လိုမိတရဏဂုံတီးတဲ့ပုဂ္ဂိုလ်မျောလာရင်မေခလာဆယ်ရမယ်5ပါးသီလလုံတဲ့ပုဂ္ဂိုလ်မျောလာရင်လည်းဆယ်ရမယ်မိဘကိုကျွေးမွေးတဲ့ပုဂ္ဂိုလ်မျောလာရင်လည်းဆယ်ရမည်လို့ဆိုတော့ဖရာလောင်းနဲ့သူ့ရဲ့တတိဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲပင်လေထဲမှာမျောနေတာကုနေရတာဘယ်နှစ်ရက်ရှိသွားပြီ9ရက်ရှိသွားပြီသူတိုင်းပြည်ဘက်ကိုမှန်းပြီးတော့အာယုံပြုပြီးတော့ကူနေတာတဲ့အခုခေတ်ပုဂ္ဂိုလ်များဆိုရင်အဲ့လိုဒလဇတ်9ရက်သာကူရမယ်ဆိုရင်ပြင်အသက်တောင်ရှိပါဦးမလားမရှိဘူးရှေ့တုန်းကပုဂ္ဂိုလ်တွေကအားတန်နဲ့အားကောင်းတာကိုအင်္ဂုလိမာလာကြီးဆိုလို့ယူဇနာ300ကိုအတင်းအဓမ္မပြင်းတယ်သူ့ကိုဘယ်သူမှကြောက်အောင်ပြင်းနိုင်ဘူးအခုကမိရထားတွေကားတွေတောင်ဒီကောင်ကိုလွန်အောင်ပြင်းနိုင်မှာမဟုတ်ဘူးတဲ့အဲ့ဒါလို့အလုံးကိုအားကောင်းတဲ့ပုဂ္ဂိုလ်တွေအဲ့တော့မေခလာနတ်သမီးကလာပြီးတော့ညာနဲ့ဆင်ញင်ကြည့်တယ်ဒီပုဂ္ဂိုလ်ကတရဏဂုံလဲတီးတယ်5ပါးသီလလဲလုံတယ်မိဘကိုလည်းကျွေးတယ်သူတော်ကောင်းလဲစင်မှနေသည်သူ့မှာထူးခြားတဲ့ကုသိုလ်ကယာနာဒါနဆိုတဲ့ရင်အလှဖဏအလှတဲ့တို့ပြည့်တဲ့ဘာကိုလှူပါလဲ
အဲ့လိုယင်လူကိုလူမသားလျင်ချမ်းသာမယ်တဲ့ယာနာတော်ဒုက္ခတော်ယင်လူကိုလူမဲ့ဆိုရင်ဖြင့်ဒုပိဋကလက်တလို့ချင်းချမ်းသာခြင်းဆိုတဲ့အကျိုးတဲ့ငြိမ်ငြိမ်ကလေးနေပါတရားလုံးမကိုင်ပါနဲ့ခလေးပေါက်စားတာတရားလုံးကိုင်တာဒီထဲမှာခလေးပေါက်စားမပါပါဘူးတစ်ဖြစ်နဲ့မလုပ်ပါနဲ့တရားဟောရတာအိန္ဒိမရလို့ပြင်းလို့ရှိရင်လည်းပြင်းမဲ့ထွက်ပြီးတော့အသာထိုင်းနေရပါတယ်အဲလိုယာနာတော်ဒုက္ခတော်ရှင်ပိစိကဗုဒ္ဓမထေရမြတ်ကြီးကဒီပုဂ္ဂိုလ်ဖဏမလှူရင်ဖြင့်ပင်လယ်ထဲမှာဒုက္ခရောက်တော့မယ်ငါသွားပြီးတော့ယင်ကိုအလှူခံမယ်ဆိုပြီးတော့မှအရှင်ပိစိကဗုဒ္ဓမထေရမြတ်ကြီးကယာနာဒါနဖဏကိုအလှူခံခဲ့သည့်အကျိုးအကြောင်းတရားကြောင့်ဒီနေရာမှာမေခလာကကယ်ရမယ်ဆိုတဲ့အကျိုးတရားပေါ်ရပါသည်။ဩအသင်မင်းသားပင်လယ်ထဲမှာ9ရက်ပတ်လုံးကူနေတာအသင်မှာပင်မလိုက်တာငါအသင်ကိုကဲခြင်းနဲ့ဘာစုကိုလို့တဲ့တောင်းမအောင်လို့ဆိုတော့တို့ဖရာလောင်းကဩအသင်နာသမီးငါရဲ့ဖုံးကံကြောင့်တနည်းအားဖြင့်မိမိရဲ့ဒါနကုသိုလ်တစ်ခုခုသီလကုသိုလ်တစ်ခုခုဘာဝနာကုသိုလ်တစ်ခုခုကြောင့်ရမယ်ဆိုရင်တော့လိုချင်ပါတယ်အသင်နာသမီးရဲ့တကိုးနဲ့ပေးမဲ့စုကိုတော့အကျွန်ုပ်မလိုပါတဲ့တို့တရားနာပိဋကပေါင်းသူတော်ကောင်းတို့ဖရာလောင်းဆိုတာကသူများကိုအားကိုးသလားကိုအားကိုးသလားအခုခေတ်သူငါတတ္တဝါတွေကတော့ကိုအားကိုးနေကြသလားသူများကိုအားကိုးနေကြသလားဟောခြေကနာပေးမယ်ဆိုသူတဲ့ငါပြေးကြတယ်စီးပွားရေးကောင်းတယ်ဆိုသူတဲ့ငါပြေးကြရတယ်ဘယ်ဘုန်းကြီးကဘာတွေပေးတယ်ဘာအဆောင်တွေပေးတယ်ဘလို့တကိုးကြည့်တယ်ဆိုရင်တို့ပေးတဲ့သူတဲ့ငါမပြေးကြဘူးလားသူများကိုအားကိုးနေသလားကိုယ့်ကိုယ်အားကိုးနေသလားမှန်သလားမှားသလားကိုယ့်ကိုယ်အားကိုးပါဆိုတာကသီလသမာဓိပညာမှန်လားပိဋကတနည်းအားဖြင့်ပြောရရင်ဒါနရဲ့သီလရဲ့ဘာဝနာရဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဖြင့်ဖရာရဲ့တရားရဲ့သံဃာရဲ့ဒါကိုအောက်ကိုတဲ့ပုဂ္ဂိုလ်တွေမှန်လားပိဋကတို့ဘုရားလောင်းသူတော်ကောင်းကလည်းပဲမိမိရဲ့အစွမ်းတတ္တိကြောင့်ရမယ်ဆိုရင်ဖြင့်လိုချင်ပါတယ်အသင်နတ်သမီးရဲ့တကိုးနဲ့ဖန်ဆင်းပေးမယ်ဆိုရင်ဖြင့်ခြေကနန်းလည်းမလိုချင်ပါဘူးဘာမှလည်းမလိုချင်ပါဘူးအသင်နတ်သမီးရဲ့လို့ဆိုတော့အသင်မင်းသားကိုယ်တိုင်အရှင်ပိစိကဗုဒ္ဓမထေရမြတ်ကြီးကိုယာနာဒါနဖဏလူလှူဒန်းလာခဲ့သည့်ကုသိုလ်ကြောင့်ရမယ်အကျိုးတရားပါလို့ဆိုတော့အသင်နတ်သမီးကပြောတာကဆင်ကိုလိုသလားမြင်းကိုလိုသလားရွှေငွေကိုပဲလိုချင်သလားဗရမ ्या ယရနာကိုလိုချင်သလားမြို့သမီးယရနာကညာကိုလိုချင်သလားရဲ့လို့အချင်းချင်းခါပြောလိုက်တာကျန်ညာဖမှန်ကွယ်ရေတဲ့နှစ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဆင်ရလည်းပဲအကုန်လုံးနှစ်ကုန်သေးမှာပဲရွှေတွေငွေတွေရလည်းနှစ်ကုန်သေးမှာပဲငါဘာမှမလိုချင်ဘူးငါလိုချင်တာကရေတစ်ပေါက်မှမဝယ်နိုင်တဲ့လှေကြီးတစ်စင်းတို့ပိဋကဘုရားလောင်းရဲ့အတွေးခေါ်ပါလဲနဲသလားများသလားတို့တော့ပြောကြပါတော့အဲ့ဒါလိုယာနာဒါနကုသိုလ်ကြောင့်တယုဒနာလောက်ရှိတဲ့ရွှေလှေကြီးယရဏ9ပါးအပြည့်ထည့်ထားပါတဲ့ရွှေလှေကြီးဖန်ဆင်းပြီးတော့မှမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကပကထဲမှာရှိတဲ့မိမိရဲ့ရင်သွင်းငယ်ကလေးကိုတယုတရပွေ့ပိုက်ပြီးတော့မှခြီးပြီးတော့မှနှုတ်ကြိုတိုက်ကျွေးသလိုမေခလာနာသမီးကလည်းပဲပင်လယ်ထဲမှာမျောနေတဲ့ဘုရားလောင်းသူတော်ကောင်းကြီးကိုကြည်ယူရပိုက်ထွေးပြီးတော့မှယရဏ9ပါးနဲ့ပြည်ပြီးဖြစ်တဲ့လေကြီးဘောကိုတင်းလို့အဲ့တော့ဘုရားလောင်းသူတော်ကောင်းကကဲအကျွန်ုပ်မိတ်ဆွေကိုလည်း၄ပါးကိုကတင်ပေးပါအောင်အသင်နာသမီးဆိုတော့သင်ရဲ့မိတ်ဆွေကတရဏဂုံလဲမတ္တိ၅ပါးသီလလဲကြိုကြိုပေါ့ပေါ့မိဘကိုနင်းတကွန်းငါတကွန်းပြစ်ထားတဲ့အမိုက်ကောင်တဲ့တို့တရားနာပိဋကတို့ထဲမှာလည်းပဲမိဘကိုပြစ်ထားတဲ့သမီးတွေပါကြသေးရဲ့လားမပါပါဘူးခတ်တိုးတို့ပြောမိခင်ဖခင်ဖြစ်တဲ့သူတော်ကောင်းများအေးချမ်းချမ်းစားနေတောင်းနေအောင်အေးချမ်းချမ်းနေနေအောင်ပြုစုစောင့်ရှောက်နေတဲ့သားသမီးယရနာတွေဆိုရင်ဖြင့်တို့ပိဋကသူတော်ကောင်းနတ်တွေကကောပြစ်ထားနိုင်ပါမလားမထားနိုင်ဘူးနင့်တငယ်ချင်းကတော့လေမိဘကိုနင့်တကောငါတကောထမင်းလေးတလုတ်တော်မှကျွေးပေါ်မရလုံကြီးလေးတကွင်းတော်မှပေးပေါ်မရတခါတရံတော်မှနင့်နေပေးပေါ်မရတဲ့အကောင်ကြီးကိုငါမကယ်နိုင်ဘူးတို့တို့ပြောကြပါတော့ဘုရားလောင်းကပညာရှိဆိုတော့နေစေ6သိန်းအကုန်ခံပြီးတော့လှူရတဲ့ဒါနကုသိုလ်တွေဖဏတိကိုလှူရတဲ့ကုသိုလ်တွေမိဘကိုစောင့်ရှောက်ရတဲ့ကုသိုလ်တွေအဖို့ဘာကကိုအသင်မိတ်ဆွေအမြပေးဝေပါ၏လို့လေဘောကအမြပေးဝေရေကူးရင်းနဲ့ဝမ်းမြောက်ဝမ်းသာတာတို့ခေါ်လိုက်သည့်အတွက်နတ်သမီးကကဲတင်ပြီးတော့မှ
မိမိနေရာဌာနသို့ရောက်ပို့လိုက်သည်ဆိုတော့တောပိဋကတစ်သက်လုံးလှူလို့ကုန်မအောင်မလားမကုန်တော့ဘူးဒီနေရာမှာဆိုလိုရဲ့အတိတ်ဘက်ကမိမိမရှိထားတဲ့ပစ္စည်းတွေကအကာတရားလားအနှစ်တရားလားအဲ့ဒီအကာတရားတွေကအနှစ်ထုတ်ခြင်းနဲ့ဆိုရင်ဖြင့်မိမိစွမ်းနိုင်သမျှလှူဒန်းပြီးသားဒါနကုသိုလ်တွေအကာတွေလားအနှစ်တွေလားအဲ့ဒီအနှစ်တွေတို့ပြည့်တဲ့ပိုးကောင်တွေစားနိုင်ပါဦးမလားမစားနိုင်တော့ဘူးဒါလေးကိုအမှားရအောင်ဆိုကြည့်မယ်ဥစ္စာတဲ့တွင်အနှစ်ထွင်တွေ့မြင်ဒါနပါဥစ္စာတဲ့တွင်အနှစ်ထွင်တွေ့မြင်ဒါနပါဥစ္စာတဲ့အနှစ်ထုတ်တော့ပါရတော့ဒါနတစ်ခုတဲ့နောက်တစ်ခုကဘုရောဂသာရဏဘာဝေန96ဖြာဘေးယောဂတို့အချိန်ကမရွေနှိမ့်ဆက်နေသည်အဖြစ်ကြောင့်အာလာရတအနှစ်သာရအခိုင်မာမရှိတဲ့တရိရတဧခန္ဓာကိုယ်အတဘောကြည့်သာရောအနှစ်သာရကသီလဝန္တေသူသီလရှိကုန်သောပုဂ္ဂိုလ်တို့၌ဝါသီလရှိကုန်သောပုဂ္ဂိုလ်တို့အားအဘိဝါဒနာတိကမ္မန္တာရောယောသေမြတ်နို့ရှေခိုးခြင်းဖြစ်ပါပေတည်း